တယ်လေငွေပြန်ပြေးသွားမင်းညာလေစကူစားဘောကမှန်များအတိမ်မမင်းချမ်းရည်ကထားစုပ်ကိုင်ထားတဲ့လက်ကလေးမျက်လွှာဘောကနေနူရောင်သွေးကိုမမထိတ်အောင်တင်းနေရမင်းတို့ဖြာကထွက်မေစကားကိုလေးမချခြင်းလို့ပါမင်းရဲ့နောက်ဆုံးစကားချီနှောင်ထားတဲ့ကျိုးဟာတေချင်နဲ့ခွဲခွာဖို့ကိုမလိုလားလို့ပါစီယုံကလေးရဲ့နဘေးစုပ်ကိုင်လို့ထားတဲ့လက်ကလေးအတိတ်ကလာပါလုံးတဲ့နှခမ်းလေးဟာခုတော့ချောက်ကသွားပြီမဆွဲလိုက်နေတော့မှအချင်းဆိုတာဒီလိုမျိုးပဲထင်မှာရဲ့တန်ရဆက်ဆက်ဆောင်ခြင်းသေး